ကြလို့အဲ့တော့ပေါ့နော်你妈爹ရကြလို့ရကြမင်းပြီးတော့မင်းတို့ရဲ့ရကြလို့ပြန်တော့ပြီးတော့မိတ်ကလေးကိုမိတ်ကလေးကို list ဆွဲလိုက်တော့ပြီးရင်ကိုဘွားလိုက်တော့ပြီးတော့မိတ်ကလေးလေးလေးလိုက်တော့ပြီးတော့သူ့နောက်စကားပြောပြီးတော့လေးပါဆွဲလိုက်တော့ပြီးလေးပြန်ဆွဲလိုက်တော့လေးပြန်ဆွဲလိုက်တော့ပြီးတော့ကိုဘွားကိုပြန်တိုင်းလိုက်တော့ပြီးတော့မိတ်ကလေးကိုပြန်ကာလိုက်တော့မိတ်ကလေးကိုပြန်ကာပြီးမိတ်ကလေးကိုပြန်ကာလိုက်တော့မိတ်ကလေးပြန်ကာပြီးတော့သူ့ကိုပေါ့နော်ဘာညာပြလိုက်ပေါ့နော်ဒါဆိုရင်တော့သူအေဂျီလည်းလူရတော့ပါလိမ့်မယ်အေဂျီကတော့ကိုကြိုက်ရည်လည်းပြီးကျွန်တော်ကတော့ဒီအေဂျီလေးလည်းပြလိုက်ပါမယ်ပြီးရတယ်သူစပင်းလည်းပြမယ်စပင်းကတော့သူ့ကိုဒီစပင်းလေးလည်းပြလိုက်ပါမယ်ပြီးတော့ခီးပါဆောင်းလို့ပါမယ်ပြီးတော့မိတ်ကလေးပြန်ပြီးခိုင်းလို့ပေါ့နော်ဆိုရင်မိတ်ကလေးလေးကိုကောက်တော့ပါလိမ့်မယ်ဒါဆိုရင်ရိုက်ချလိုက်တဲ့ပြန်ချလိုက်မှာပေါ့ဆိုရင်မိတ်ကလေးပြန်ခိုင်းပြီးတော့ဒီကမောအဲ့ဒီသူ့ပြန်ချလိုက်မှာပြီးသူ့ကြာရေးခိုင်းမှာပေါ့နော်ကြာရေးနေဆိုဝါဟိုတင်မှာကြိုက်တဲ့စပယ်တစ်မျိုးကိုရွေးရအောင်ဒီကလေးမဖြစ်တော့ပါလိမ့်မယ်လုံးမဖြစ်တော့ဆိုရင်ကျွန်တော်တို့ဘာလို့ရမလဲဆိုတော့အခုကြိုက်တဲ့ AG တွေပြအောင်ကျွန်တော်ပါတီတွေရတယ်ဆိုရင်စပယ်နဲ့ထပ်ဖြစ်ပြီးတော့ဒီထဲဝယ်တော့ပြီးတော့ကျွန်တော်ကြိုက်တဲ့စပယ်အဲ့ဒါကျွန်တော်ကဒီစပယ်လေးနဲ့လဲရပါတယ်နော်ကြိုက်တဲ့စပယ်လေးရတယ်ဒီကျွန်တော်စားထုံးတဲ့ဒီစပယ်လေးနဲ့လဲရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ပြောရအောင်နော်ဒီဆိုကျွန်တော် AGP အမေလေးတောင်းလိုက်ပေါ့နော်ကျွန်တော်အမေကကြိုက်တဲ့ဒီစပယ်လေးဒါဆိုတော့အမေကပြပြီးဆိုရင်ကျွန်တော်ဘာနဲ့အဲ့ဒီတော့ပေါ့နော်ဒီကလေးနဲ့ပြောနေတယ်ဗီဒီယိုကြိုက်ရတော့ဒီကိုရတော့ပြန်မှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဗီဒီယိုလေးကတော့ဒီလောက်ပေါ်ပဲပေါ့နော်ဗီဒီယိုလေးကတော့လောက်ပေါ်ပဲပေါ့